အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟာ channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်မြို့ပြနယ်ဝေးတဲ့နယ်မြို့လေးတစ်မြို့ကခြံဝန်းကျယ်ကြီးထဲမှာရှီဟောင်းတစ်တာအိမ်ကြီးထဲမှာဥပထွန်းနဲ့ဒေါ်စိန်ရီနဲ့သမီးဖြစ်သူပလဲတို့မိသားစုနေထိုင်ခဲ့ကြတယ်အိမ်ပြောင်းလာပြီးပထမပတ်မှတင်ထူးဆန်းတာတွေစဖြစ်လာပါတော့တယ်ညတိုင်းအိမ်ခေါင်မိုးပေါ်မှာခဲနဲ့ပေါက်တံတွေကြားရတယ်ဒေါ်စိန်ရီဟင်းချက်နေတော့ဟင်းအိုးထဲမှာလူရဲ့သပင်ရှည်ကြီးတွေတွေ့ရတယ်။သမီးဖြစ်သူပလဲကညဘက်အိပ်ပျော်နေရင်မလာနဲ့ဆိုပြီးထရောင်ပြီးអော်တယ်။သူမရဲ့ခြေထောက်တွေမှာလက်ဝါးရပုံစံအညိုမဲကွက်တွေဆွဲနေတာကိုတွေ့ရပါတယ်။ဥပထွန်းကအိမ်ရှိခြံဝန်းထဲမှာဝတ်နီနဲ့ထုတ်ထားတဲ့အယုစုပုံစံအယုတ်ကလေးနဲ့နံပါတ်တွေရေးထားတဲ့အင်းစာရွက်တွေတူးဖော်မိပါတယ်။အဲ့ဒီကစပြီးဥပထွန်းဟာရုတ်တရက်ရင်ဘတ်ထဲကအပ်နဲ့ထိုးသလိုစူးစူးရှရှခံစားရပြီးတွေးတွေအံပါတော့တယ်။ညတကောင်မှာအိမ်တကားတွေတစုံတစ်ယောက်ကအတင်းဆောင်ကန်တန်တွေကြားရပေမဲ့ဖွင့်ကြည့်ရင်ဘယ်သူမှမရှိနေဘူး။အိမ်ထဲကပစ္စည်းတွေကသူ့အလိုလိုလွင့်ထွက်ကုန်ပါတယ်။ဒေါ်စိန်ရီကလူကဲ့လိုမဟုတ်ပဲတိလိษံလိုအမူအရာတွေလုပ်တာတယ်။မှန်ထဲမှာမိမိကိုကြည့်ပြီးတဟားဟားနဲ့ရီမောနေတတ်တယ်။သူမရဲ့မျက်လုံးတွေကနီးရဲနေပြီးစကားပြောရင်လည်းအတန်နှစ်တန်ထွက်နေပါတယ်။ပလဲကအိမ်ထဲမှာအမြဲတမ်းတယောက်တည်းစကားပြောနေတယ်။ဟိုအဖွားကြီးကခေါ်နေတယ်လို့ပြောပြီးအမောင်ထဲကိုမေ့ကြည့်နေတတ်တယ်။မိသားစုဝင်အချင်းချင်းတဦးကိုတဦးတန်တရာဝင်လာအောင်ရန်ဖြစ်လာအောင်အောက်လန်းဆရာကစိတ်ကစင်ကလျားဖြစ်စေတဲ့နီးလန်းနဲ့ထပ်မှန်တိုက်ခိုက်ပါတယ်အိမ်နီးနာချင်းအဖိုးတဦးစီကနေဒီအိမ်ကြီးရဲ့တမိုင်းကြောင်းကိုတိလိုက်ရပါတယ်ဒီကျင်းစာဟာဥပထွန်းရဲ့အဖိုးဖြစ်သူလွန်ခဲ့တဲ့နှစ်ပေါင်း90ကပြုလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့်မျိုးဆက်ပြတ်အောင်အတိုက်ခံထားရတာဖြစ်ပါတယ်မိသားစုဝင်တွေအားလုံးတခန်းထဲမှာစုနေပြီးဘေးပတ်လေကဖျောင်းတိုင်တွေထွန်းထားပါတယ်အဲ့ဒီချိန်မှာဖျောင်းတိုင်တွေအကုန်ငိမ့်သွားပြီးလေပြင်းတွေတိုက်ခတ်လာတယ်နိုင်ရန်တွေကနေတွေးတွေစီးကြလာတယ်။အောက်လန်းဆရာရဲ့ဝိညာဉ်ကပလဲရဲ့ကိုယ်ထဲကိုဝင်ပူးဖို့ကြိုးစားလာပါတယ်။ဥပထွန်းကတတိယရချင်းဖျားစာတွေကိုအော်ရွတ်ပြီးသမီးဖြစ်သူကိုကယ်ဖို့ကြိုးစားချိန်မှာအိမ်ထဲမှာပရိဘောဂတွေကသူ့တို့စီကိုလွင့်စင်လာပါတယ်။မနေ့လင်းတဲ့အခါအရာအလုံးငြိမ်သက်သွားပါတယ်။မိသားစုဝင်သုံးစလုံးတတိပြန်ရလာပေမဲ့သူတို့ရဲ့မျက်ဝန်းတွေထဲမှာအရင်လိုအလင်းရောင်မရှိတော့ပါဘူးသူတို့အိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားပေမဲ့အိမ်တကားတွေကဖွင့်လို့မရတော့ဘူးနောက်ဆုံးမြင်ကွင်းမှာဥပထွန်းကသူ့ကိုယ်သူပြန်ကြည့်လိုက်တဲ့အခါသူ့ခန္ဓာကိုယ်တွေကတွေးဆက်တွေနဲ့တေဆုံးနေတာကိုတွေးလိုက်ရတယ်သူတို့ဟာညကလေးကတေဆုံးသွားခဲ့ပြီဖြစ်ကြောင်းအခုရှိနေတာဟာဝိညာဉ်တွေတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် Thank you so much for watching my videos.